United တို့လက်ကျန်5ပွဲမှာရမှတ်ဗနမရနိုင်မလဲချန်ပီယံလိကိုဘယ်အဆင့်ကနေဝင်သွားမလဲမင်္ဂလာပါရက်ကလေးကြိုဆိုပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ United ဟာပရီးမီးယားလိမှာဆိုရင်လက်ကျန်5ပွဲပဲကျန်ပါတော့တယ်လက်ကျန်5ပွဲမှာကျွန်တော်တို့က6မှတ်9မှတ်လောက်ရရင်ကိုချန်ပီယံလိဝင်ကတည်ကြနေပါပြီဘယ်အဆင့်အောင်ဝင်မလဲဆိုတာပဲနည်းနည်းလေးစိတ်ဝင်စားစရာကောင်းတာပေါ့လေကျွန်တော်တို့ကလက်ကျန်5ပွဲမှာအိမ်ကွင်းဟာ3ပွဲတိတိကျန်ပါသေးတယ်ဒါကျွန်တော်တို့အတွက်ကောင်းတဲ့ချက်ပေါ့လေအဝေးကွင်းဟာ2ပွဲအိမ်ကွင်း3ပွဲမှာဆိုရင်ပထမဆုံးပွဲမှာ Brentford နဲ့အိမ်ကွင်းမှာရှင်ပြိုင်ကစားရမယ်နောက်ပြီးဒုတိယပွဲကလည်းအိမ်ကွင်းमें Liverpool နဲ့ရှင်ပြိုင်ကစားရမယ်တတိယပွဲကတော့အဝေးကွင်းမှာSunderland အိမ်ကွင်းမှာတွားရောက်ကစားရမယ်နောက်ပြီးစတုတ္ထပွဲကတော့ကျွန်တော်တို့ United အိမ်ကွင်းမှာပဲ Nottingham Forest ကိုလက်ခံရှင်ပြိုင်ရမယ်ပရီးမီးယားလိရဲ့နောက်ဆုံးပွဲစဉ်ကတော့ Brighton နဲ့အဝေးကွင်းမှာအဆုံးသတ်မှာပဲဖြစ်ပါတယ်ဒီကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်တက်ကိုဘယ်နေရာနေဝင်မယ်ဆိုလို့ရှိရင်တော့6မှတ်9မှတ်လောက်ရရင်ကိုတည်ကြနေတဲ့အနေထားမှာအိမ်ကွင်း3ပွဲတောင်ပါတယ်ဆိုတဲ့အတွက်ကတော့ကျွန်တော်တို့ United အတွက်ကံကောင်းတဲ့အချက်ပဲဒါကျွန်တော်တို့အိမ်ကွင်းမှာဆိုရင်တော့အဝေးကွင်းထက်ပိုပြီးယုံကြည်လို့ရတယ်ပေါ့ဗျာအိမ်ကွင်းမှာဆိုရင် Brentford, Liverpool, Nottingham Forest ဆိုတော့ဒီအိမ်ကွင်းမှာနည်းနည်းလေးကြောက်စရာဆိုရင်တော့ Liverpool လောက်ပဲရှိမယ်ပေါ့လေအဝေးကွင်းမှာတော့ Sunderland, Brighton ဆိုတော့ Brighton ကတော့တိတ်နည်းနည်းလေးခက်ကစားရမယ် Sunderland တော့ဒီလောက်ကြီးမခက်ခဲဘူးလို့တော့ထင်တာပဲဒါကတော့ဒါပေမဲ့ကျွန်တော်တို့သတိထားမှာဒီထဲမှာဆိုလို့ရှိရင်2သင်း3သင်းလောက်ကကျွန်တော်တို့ချက်စီးနဲ့အပြိုင်နေရာလူလို့ရတဲ့အနေအထားမှာရှိနေတယ်အခု Brentford ဆိုလို့ရှိရင်လည်းအဆင့်ခွန်မှာချက်စီးနဲ့အမှတ်တူပဲတကယ်လို့အမှတ်တွေရမယ်ဆိုရင်သူလည်းအဆင့်5အဆင့်6ရောက်လာနိုင်တယ်လီဗာပူးဆိုရင်လည်းအဆင့်5မှာကျွန်တော်တို့နဲ့3မှတ်ပဲကွာတယ်ဒါတော့သတိထားမယ်အသင်းတွေပေါ့ဗျာဟိုစိတ်ချလက်ချဖြစ်အောင်ဆိုရင်တော့အိမ်ကွင်းအဲ့2ပွဲနိုင်လိုက်လို့ရှိရင်ကျွန်တော်တို့အတွက်စိတ်ချလက်ချလုံးဝစိတ်ချသွားပြီအဆင့်3ဒါမှမဟုတ်အဆင့်4နဲ့ဝင်မယ်ဆိုတာစိတ်ချသွားပြီဒါကျွန်တော်တို့ United အတွက်ပြောပါတော့ဒါဝေးကွင်း2ပွဲကတော့ကျွန်တော်တို့တီလောက်ပဲမှန်းထားလို့ရတယ်အိမ်ကွင်း3ပွဲမှာ2ပွဲလောက်နိုင်လို့ရှိရင်ကျွန်တော်တို့ဟာအဆင့်3ဒါမှမဟုတ်အဆင့်4နဲ့ချန်ပီယံလိဝင်ဖို့တေချာသွားပြီတော့ဒီ5ပွဲကျန်တဲ့ချိန်မှာ15မှတ်လောက်ရနိုင်တဲ့အနေထားမှာကျွန်တော်ကတော့ဘယ်လိုပဲဖြစ်ဖြစ်10မှတ်လောက်တော့ရသွားမလားလို့ကျွန်တော်မှတ်ခံမှန်းကြည့်အောင်ပဲ10မှတ်မဟုတ်ဒါမှမဟုတ်လေ9မှတ်10မှတ်ပေါ့အဲ့လောက်ဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်တို့ကချန်ပီယံလိဝင်ခွင့်တော့တေချာနေပြီဒီတက်ကိုတေချာခြင်းတော့ဒီလာမဲ့အိမ်ခွင့်2ပွဲမှာစောစီအနိုင်ယူထားလိုက်အဲ့ဒါဆိုရင်တော့အဆင့်3နဲ့လုံးဝတေချာသွားမယ်ဒါကျွန်တော်ကတော့ဒီ United နောက်ဆုံး5ပွဲလေးကိုကျွန်တော်အထင်လေးခံမှန်းကြည့်တာပါဘာသာတော့ဘယ်လိုထင်ကြလဲနောက်ဆုံး5ပွဲမှာကျွန်တော် United အမှတ်ဘယ်လောက်ရသွားနိုင်မလဲအဆင့်3နဲ့ပဲချန်ပီယံလိဝင်သွားမလားအဆင့်4နဲ့ပဲချန်ပီယံလိဝင်သွားမလားဘာသာတို့ရဲ့အထင်လေးကိုလည်းမှန်းခဲ့ကြပါဦးကျွန်တော်တော့ဝင်ခွင့်နိုင်ဖြစ်ပါတယ်အားလုံးကျမ်းပါချမ်းသာကြပါစေ